ဗုဒ္ဓံမြတ်စွာဘုရားကိုပူဇေးပြီးပူဇော်ပါ၏ရှင်ဗျာဓမ္မမြောက်မြတ်ပူဇေးပြီးပူဇော်ပါ၏ရှင်ဗျာရကြရဲ့ဆန်ကုန်းနေဒီတစ်ချက်လောက်တော့ဝက်ပေးပါဦးနော်အေးမိမဟဲ့လှလှနိမချီနေတဲ့နေပါတယ်မဟုတ်ဘူးလားနိမနေသွားဝယ်ပါလားအမေရဲ့ဒီမှာဟင်အိုနဲ့တန်လန်ဖြစ်နေလို့ပါအမေမြင်လဲရတယ်ငိုနေရလေအဲ့ဒီဟင်အိုဘေးနာချပြီးတော့ခလေးကိုပါခေါ်သွားလိုက်ပါလားအမလေးဟဲ့ကိုယောက်ျားအလုတ်ကလေးတရက်ပိတ်တာလေနင်တို့နင်းနေပပနားလဲပါလားဟမ်ဟိုးပတ်စံချားတဲ့ယောက်ျားရဲ့မျက်နှာမှာအာမနာတစ်ချိန်လုံးခိုင်းဖို့ပဲကြည်နေတာပဲတော့အမလေးကိုလုံးရမယ်အလုတ်တောင်မလုတ်နိုင်မဲလေမြန်လင်ကြတော့လိုချင်နေသေးတယ်အံ့ဩပါဟေးဖះသားတော့ဘယ်ရောက်ကုန်ပြီလဲမသိဘူးသူတို့ကိုပြောရတာနဲ့အစပဲပြန်ရှိခိုးတာပဲကောင်းပါလေဟုတ်တယ်မြတ်စွာဘုရားကိုပူဇေးပြီးပူဇော်ပါ၏ဟဲ့လလနေအိမ်သာတက်ရှင်းမလို့ဘူးလားဟမ်အိမ်သာတော့ညစ်ပတ်စုပ်ပြတ်နေရပဲဟုတ်မေသမီးဒါလေးပြေးလုံးလိုက်ပါမယ်နင်တို့ပြောလိုက်လို့ရှိရင်စင်ကြီးစိတ်နဲ့တည်းကြီးပဲနော်မောလိုက်တာပြောရတာတော်တော်မောတာလုံးလုံးလာလဲနေခွေးနေရပဲတော့ဟိုမှာနင်းလျက်လာတော့မှပြန်လာတော့မှစားဖို့တောင်းဖို့ပဲလုံးလိုက်အောင်ကုန်လိုက်ပြောနေရတယ်နေရာတကာဘလို့ဟာလည်းမသိဘူးမေတူမေမြည်အိတ်နေတယ်နင်းမလှလှပဲတော့ဟောလှလားသူအမေအိမ်ပြန်သွားတယ်သူအမေအိမ်မှာပဲခဏပြန်နေအောင်ပဲတဲ့ငါလည်းမသိရပါလားဟမ်နင်တို့ကလည်းငါ့ကိုလည်းအတိမပေးပါဘယ်လိုဖြစ်တာဒါလည်းမသိပါဘူးမေရဲ့သူကသူလုံနေတာခတ်တယ်နော်ခတ်မခတ်ပဲနော်အမေတာပိုက်စားလာပြီပါချက်လာပြီဒါရဲ့အမေမချက်ရသေးဘူးထိုင်းအောင်ရောက်တဲ့ဈေးလည်းမသွားဘူးတော့လေအဲ့ဒါအမေလည်းသွားမဝယ်ဘူးလို့ဘာမှလည်းမဝယ်တတ်တာနဲ့အဲ့ဒါနဲ့မဝယ်ရသေးဘူးခလေးကလည်းငိုတာလေးတနေ့လုံးအိုးချောလိုက်ရတာဆိုတာအမေတော့ဝယ်လိုက်မယ်နော်ခဏနေကြရင်နော်အေးမေတာနည်းအမေကိုလာကူပါဦးလောက်ကပြန်လာတဲ့ကထိုင်ပြီးတော့ဂိမ်းစော့နေလိုက်တာဟဲ့ဟောလဲလေဖះတရားတော့ကောင်းမလုပ်ရလားကြားပေါ့ရွာမှာပြန်နေတာမှအကောင်းအမေမောနေပြီလားမောတာပေါ့ဟဲ့မောတာပေါ့ဒါဆိုအိမ်မော်တယောက်ခေါ်ပြီးမယ်လေဟေးကောင်းတာပေါ့တာရဲ့အမေလည်းလေဖះတရားဖဲ့ဖဲ့တန်းလောက်ရတာပေါ့တာရဲ့ပြီးရောအမေတို့အိမ်မော်ခေါ်လာပြီဟဲ့သမီးပြန်လာပြီလားဝမ်းသာလိုက်တာသမီးရဲ့အမေမလေးညီးကလေးတွေလောက်ရတာလေခေါင်းတွေပါမူးတယ်အမေရဲ့ဒလားလောက်လေလောက်လူတိုင်းလောက်နိုင်ပါတယ်သမီးပြန်လိုက်တော့မလို့ပါနဲ့သမီးရဲ့မလို့ပါနဲ့အမေတောင်းမှမှာလေနော်အမေလေးနဲ့ပဲနေပါနော်သမီးရဲ့လှကျွန်တော်တို့နဲ့လက်နေကြတဲ့အိမ်မူကိစ္စတွေသူပဲလုပ်ခဲ့တာဘလောက်ကြာနေပြီလဲသူဒီလောက်လုပ်ပင်နေတာပြီးတော့သူဘလောက်ပြင်မှန်းကျွန်တော်တို့ဘယ်နှခါမှညှင်းညူခဲ့ဘူးလို့လေသူ့ကအလောက်ကမှတယောက်လို့ဆက်နေအဲ့တိုင်ရဲ့မိသားစုဝင်တယောက်ဆိုဘယ်လောက်ဖြစ်လာမှလဲအမေရဲ့ဟာတကယ်လို့ဒီအိမ်ကြီးမှာသူ့သာမစိနေခဲ့ရင်ကျွန်တော်ဘုသူ့အားကိုးနဲ့အပြင်မှာအေးစစ်စစ်အလောက်လောက်နိုင်ပါလှတယ်အပြင်မှာအလောက်ထွက်လောက်ပဲဆိုရင်သူများချနိုင်တယ်လို့သူလည်းချနိုင်ပါတယ်အမေရဲ့သူကအမေကျွေးမှဆိုပေမဲ့လေအမေသမီးပါပဲအမေရဲ့အမေသစိမ်းလို့ဆက်နေမယ်ဆိုရင်ဒီအိမ်တဲ့အိမ်မှာအတူတူနေရရင်လေသစိမ်းလိုပဲဖြစ်နေပါမယ်အမေဒီစကားအမေနားလဲတက်ပါစေ